အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါကဲအားလုံးချစ်မျိုးတွေအားလုံးပျော်ကြရဲ့လားအောင်သွားပါပြီဟူးမကျော်စတားရဲ့ပတ်တီးအခွေအားလုံးအောင်သွားပါပြီနော်ချစ်ကိုချစ်မတွေအားလုံးပဲပျော်ကြမယ်ရွှင်ကြမလို့ကျွန်တော်ထင်ပါတယ်ဟူးမကျော်စတားဟာပြောလိုက်ရင်ပြောတဲ့စကားရင်တီးပါတယ်နော်အကူမတွေအားလုံးပဲတဲလာနေဖွင့်နေမှာကျွန်တော်ပြောပေးခဲ့တယ်ပတ်တီးတစ်လုံးလေးရုံငွေတစ်ခွေနှစ်ခု305ဘူးပါခွေကိုထိုးကိုမအားလုံးမစင်ကြတော့ကျွန်တော်ပြောရဲပတ်တီးကလည်း3ပတ်တီးလို့ခုတင်းလာနေမနက်ခင်မှာပဲကျွန်တော်ရဲ့အခွေရောပတ်တီးရောအားလုံးအောင်သွားပါပြီနော်ချစ်ကိုချစ်မတွေအားလုံးပဲပတ်တီးက3ပတ်တီးကျွန်တော်ပေးခဲ့တယ်ခုပတ်တီးတစ်လုံးထွက်ကိုစော့ထွက်သွားလို့ချစ်ကိုချစ်မတွေဆက်ပြီးကစားရအောင်ကျွန်တော်နောက်ပတ်တီးတစ်လုံးလာတင်ရဖြစ်ပါတယ်အခွေတစ်ခွေလဲကျွန်တော်ထပ်ပေးဦးမှာပါကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပါကိုမတွေအားလုံးအတွက်လုံးဝအကျိုးရှိသေးမဲ့ခွေလေးဖြစ်ပါတယ်နော်ချစ်ကိုချစ်မတွေအားလုံးပဲ like အစခွာလေးတောက်ရှိနေကြမယ် share လို့ရရင် share သွားပေးမယ်အားလုံးပဲပျော်ကြရှင်ကြမလို့ကျွန်တော်ထင်ပါတယ်နော်အားလုံးပဲကျွန်တော်ပေးထားတဲ့ပတ်တီးရောခွေရောအားလုံးအောင်သွားပြီအားလုံးလည်းရကြမယ်လို့ကျွန်တော်ထင်ပါတယ်ကဲကျွန်တော်ပတ်တီးတစ်လုံးကိုမတွေအားလုံးထပ်ကျွန်တော်ရဲ့ရိုင်းရင်းအားလုံးကိုမတွေအားလုံးကျွန်တော် share ရသည်မှာပတ်တီးတစ်လုံးထပ်ထုတ်ပေးထားတယ်အခွေလည်းနောက်တစ်ခွေထပ်ထုတ်ပေးထားတယ်ချစ်ကိုချစ်မတွေအားလုံးပဲဒီပတ်တီးမှာလည်းအားလုံးအောင်ကြမယ်အားလုံးလည်းရကြသေးရမယ်ဟူးကျော်စတားဆိုတဲ့အတိုင်းပဲဟူးကျော်ကအဖွင့်နေပါပဲအဖွင့်နေအောင်မယ်လို့ပြောတယ်လည်းအဖွင့်နေပါပဲအောင်တယ်အဖွင့်နေမနက်ခင်းတနင်္လာနေ့မနက်ခင်းမှာကျွန်တော်အခွေပတ်အောင်တယ်ပတ်တီးအောင်တယ်ကိုမတွေအားလုံးပဲဟူးကျော်စတားဆိုတဲ့နာမည်နဲ့ဟူးကျော်ကမှာအားလုံးအောင်သွားရနော်ချစ်ကိုချစ်မတွေအားလုံးအောင်သွားပါပြီကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေshare လို့ရတဲ့နေရာလေးမှာ share သွားပေးမယ်မြောက်လို့နေရာလေးမှာမြောက်ပေးမယ် like စကွာလေးနဲ့ကူညီအောင်နော်ချစ်ကိုချစ်မတွေအားလုံးပဲကျွန်တော်ချစ်ကိုချစ်မတွေအားလုံးဒီကဘေးတကလည်းမတောင်းဘူးဘာမှမတောင်းပတ်စံပြားလည်းမတောင်းပါဘူးနော်ဒီ like စကွာလေးနဲ့ကူညီသွားကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်နော်အကူမတွေအားလုံးပဲကဲချစ်ကိုချစ်မတွေအားလုံးပတ်တီးထပ်ပေးမယ်ပတ်တီးတစ်လုံးကစော့ထွက်လို့ကျွန်တော်ပတ်တီးနောက်တော့ထပ်ပေးပါမယ်အဲ့ပတ်တီးကိုဆက်လိုက်ပါအားလုံးရပါမယ်အားလုံးအောင်ရပါမယ်ကဲနောက်တစ်လုံးပတ်တီးက10ပတ်တီးဖြစ်ပါတယ်နော်10ပတ်တီးလေးပါ10ပတ်တီးပါအခွေက9640ခွေအပူပါခွေဖြစ်ပါတယ်နော်ကိုမတွေအားလုံးပဲ9640ခွေပူပါခွေပါအခွေကအားလုံးပဲချီတီမီလာထားကြပါရအောင်လိုက်ထားကြပါဝါသနာရဆောတဲ့ကိုမတွေဖြစ်စီးပွားရေးရဆောတဲ့ကိုမတွေဖြစ်အားလုံးပဲလိုက်ထားကြပါပြန်ပြောမယ်အခွေက9640ခွေအပူပါခွေဖြစ်ပဲနော်ပတ်တီးက10ပတ်တီးအားလုံးပဲအောင်ကြမယ်ဟူးမကျော်စတားပါနော်အဖွင့်နေမှာအောင်သွားတဲ့ဟူးမကျော်စတားပါတစ်ဖက်ကိုအနည်းဆုံး5ချိန်6ချိန်အောင်တဲ့ဟူးမကျော်စတားပါလူငယ်ပညာငယ်ပါအောင်နော်ကိုမတွေအားလုံးပဲကဲအားလုံးပဲပြောကြမလို့ထင်ပါတယ်ကျွန်တော်ပေးတဲ့ခဏန်းလေးကိုလည်းဆက်လိုက်ထားကြပါနော်ချစ်ကိုချစ်မတွေပတ်တီးက10ပတ်တီးအခွေက9640ခွေပူပါခွေဖြစ်ပါရဲ့နော်ကိုမတွေအားလုံးကိုရချစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဆက်လိုက်ထားပါနော်